ဒီနေ့တော့တရားလေးကတော့ဂျီမာဆယ်ရိုးဆိုတဲ့ပဲရတယ်မပါနဲ့ပေါ့နော် farm နဲ့တွေ့မယ်တစ်ချက်ကြည့်အောင်နော်ဗာလေးလဲဆိုတော့ဟုတ်ပြီ farm အပေါင်းဂျီမာဆယ်ရိုးမပါနဲ့မသွားပါနဲ့မစားပါနဲ့မလုပ်ပါနဲ့မကြည့်ပါနဲ့ဆိုတဲ့ပဲပေါ့နော်ဆိုတော့ farm လဲဆိုတော့ပထမဆုံးတစ်ခုဗာလေးတွေရှိတယ်ဆိုရင်ခါတာသွားတယ်ဆိုလို့ရှိရင်ဓာတ်ဆိုတဲ့တွေကတီဆိုတော့ဓာတ်လေးကိုချုပ်မယ်ဒီမှာလို့တီလေးကိုချုပ်မယ်ဆိုတော့ဓာတ်ကိုချုပ်မယ်တီကိုချုပ်မယ်ဆိုတော့ခါအပေါင်းဒီမှာဂျီမာဆယ်ရုပ်အသက်တွေပိုင်းဘာတစ်ခုမှကြည့်ရမလို့เนาะအသက်တွေကြည့်ရမလို့ဆိုတော့ဒီကလေးကကာဂျီမာဆယ်ရိုခါကြီးမာဆယ်ရိုမသွားပါနဲ့ဒီကလေးပဲပေါ့နော်ဟုတ်ပြီနောက်တစ်ခုမိတာဆိုရယုံကြည်ပြီးအဲ့တော့ဓာလေးကိုဖြုတ်မယ်တီလေးကိုဖြုတ်မယ်ပေါ့နော်ဆိုတော့မိဆိုတဲ့တလုံးလေးပဲကျန်တော့တယ်ဆိုတော့ဒီမှာရှိတဲ့ဂျီမာဆယ်ရိုဆိုလို့ရှိရင်အတန်ပြောလေးကမီဂျီမာဆယ်ရိုမီဂျီမာဆယ်ရိုမယုံပါနဲ့ဒါမှမဟုတ်နာတို့မီဂျီမာဆယ်ရိုငါ့ကိုမယုံပါနဲ့ချင်းကူတို့မီဂျီမာဆယ်ရိုတငယ်ချင်းကိုမယုံပါနဲ့ခူတဲ့တို့မီဂျီမာဆယ်ရိုသူ့ကိုမယုံပါနဲ့အများကြီးပဲပြောလို့ရတယ်ဗောနော်ဟုတ်ပြီနောက်တစ်မျိုးပါရှိသေးတယ်စာရန်ခါလာချစ်တီဆိုလို့ရှိရင်ဓာလေးကိုဖြုတ်မယ်တီလေးကိုချုပ်လိုက်မယ်ဆိုတော့စာရန်ဟာအပေါင်းဂျီမာဆယ်ဆိုတော့တန်ကလေးကစာရန်ဟာဂျီမာဆယ်ဆန်ခါကြီးမဆယ်ရောချစ်ပါနဲ့ထမင်းလေးပေါ့နော်ဟုတ်ပြီနောက်တစ်မျိုးထပ်ပြောကြည့်အောင်မယ်အစ်တာမေတီဆိုတော့ဓာလေးကိုဖြုတ်မယ်တီလေးကိုဖြုတ်မယ်ဆိုတော့အစ်အပေါင်းဂျီမာဆယ်ရောဆိုတော့တနလေးကအီဂျီမာဆယ်တကယ်တစ်ဖက်ကလည်းအီဂျီမာဆယ်နားရအီဂျီမာဆယ်အီဂျီမာဆယ်အီဂျီမာဆယ်နားရအီဂျီမာဆယ်ငါ့ကိုမေးပါနဲ့တာမျိုးလေးပေါ့နော်အဲ့တော့ဒါလေးကဂျီမာဆယ်ကို farm နဲ့တွေ့မယ်အသက်တွေပါတယ်မပါတယ်ဆိုတာကြည့်စီရမလို့ဘူးအကုန်လုံးကတ်ပြီးတော့ဂျီလို့စီစီပြီးပဲပေါ့နော်ဆိုတော့ဒီဟာလေးကိုစနိုင်လို့ကျင်ပါတယ်ကျေးဇူးများတင်ပါတယ်